ဒီနေ့မှာတော့ကျွန်တော်တို့ဒီ Figma ကိုစပြီးတော့အသေးလာမယ်ပေါ့နော်ဆိုတော့ဒီမှာလည်းပဲကျွန်တော်အပိုင်းနှစ်ပိုင်းခွဲထားတယ်ကျွန်တော်တို့ဒီ Figma ဘယ်မှာသုံးလဲနောက်တစ်ခုကကျတော့ဒါဘယ်လိုသုံးလဲပေါ့နော်ဆိုတော့ဘယ်မှာသုံးလဲဆိုတာကတော့ကျွန်တော်ဒီမှာကျွန်တော်တို့ဒီ 100 days challenge ကိုလုပ်နေတဲ့သူတွေဆိုရင်တော့ကျွန်တော်ရဲ့ဒီ Figma အမြဲတမ်းသုံးပြီးတော့ဒီစာယူရှင်းပြနေမှာတွေ့မှာပေါ့နော်ဆိုတော့ okay အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီလို slide show တွေကျွန်တော်တို့လုပ်ချင်တဲ့အခါမျိုးမှာဆိုသုံးတယ်ပေါ့နော်ဆိုတော့ဒါကတော့ဒါဒီဗီဒီယိုတွေကိုအမြဲတမ်းကြည့်နေတဲ့သူလမ်းလုပ်နေတဲ့သူတွေကဒါတွေ့မိနေကြမှုလို့ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော်ဒီ slide တွေလုပ်လို့ရတယ်ပေါ့နော် okay ဆိုတော့နောက်ထပ်တစ်ခုအနေနဲ့ကကျွန်တော်တို့ဘယ်လိုဘာတွေလုပ်လို့ရတယ်ပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့ဒီကျွန်တော်ရဲ့ဒီမှာ Zoom background မှာထားတဲ့ဒါ website ရဲ့ UI ပေါ့နော်ကျွန်တော်ဒီ Cover website ရဲ့ UI background ပေါ့နော်အဲ့ website UI ကိုကျွန်တော် background ထားတာဆိုတော့ okay ထားပါတော့ကျွန်တော်ဘာတွေလုပ်လို့ရတယ်ပေါ့နော်ကြည့်အောင်ကျွန်တော်တို့ဒီမှာဒီ Figma ကိုသုံးမယ်ဆိုရင်ပေါ့နော်လုပ်လို့ရတဲ့ဟာအများကြီးပဲဆိုတော့ဒီလိုမျိုးကျွန်တော်တို့ဒီ design sprint တွေဆွဲလို့ရတယ်နော်ဆိုတော့ planning တွေလုပ်လို့ရတယ်ပြီးကျွန်တော်တို့ UML diagram တွေဆွဲလို့ရတယ်နော်ဆိုတော့ဒီလို diagram တွေဆွဲလို့ရတယ်နော်okay ပြီးတော့ကျွန်တော်ဒီ web design တွေဆွဲလို့ရတယ်နော်ဆိုတော့ပြီးတော့ကျွန်တော်ဒီမှာဒီ Android application တွေဆွဲလို့ရတယ်နော်အများကြီးပဲလုပ်လို့ရတယ်နော်ဆိုတော့ဒါတော့ကျွန်တော်ကဒီမှာအခုဒီမှာမြင်ရတဲ့ဟာကိုကျွန်တော်ပြောလိုက်တာပေါ့နော်ဆိုတော့တကယ်တမ်းကျွန်တော် category ဖွင့်မယ်ဆိုရင်ကျွန်တော်ဒီမှာပြထားတဲ့အမျိုးအစားကျွန်တော်ဘယ်နှမျိုးရှိလဲဆိုတော့1 2 3 4 5 6မျိုးပေါ့နော် group အပြင်ခွဲမယ်ဆိုကျွန်တော်6မျိုးခွဲလို့ရတယ်ပထမဆုံးက design ဆွဲရပါတော့ဒီ design ဆွဲရတဲ့အတဲမှာဆိုရင်တော့ဘာကြီးပါလဲဆိုတော့ကျွန်တော်ခုနကဒီ application design ဆွဲတာเนาะဆိုတော့ကျွန်တော်ဒီ website ရဲ့ design ဆွဲတာဒါမှမဟုတ်ကျွန်တော်ဒီ Facebook မှာကျွန်တော်ဒီ YouTube thumbnail ဆွဲတာပေါ့နော်ကျွန်တော်ဒီရဲမှာဆွဲထားတဲ့ဒီကောင်းလေးဆွဲတာဒါမှမဟုတ်လည်း YouTube thumbnail တွေပါဆွဲတယ်ပေါ့နော်ဆိုတော့ကြိုက်တဲ့ design ဆွဲလို့ရတယ်ဒါပေမဲ့ဒီအရင်တော့ကကျွန်တော်ဒီ Figma ကိုစပြီးတော့သုံးကြတဲ့ရည်ရွယ်ချက်ကကြတော့ကျွန်တော်တို့ဒီ website တွေ application တွေကိုအဓိကထားပြီးတော့ design ဆွဲဖို့ပေါ့နော်အခုကတော့ကျွန်တော်တို့ဘတ်စုံသုံးလို့ရတယ်ဘတ်စုံသုံးလို့ရအောင်လဲဒီကောင်ကိုအဆင့်မြင့်ထားတယ်။ဘာလို့လဲဆိုတော့ဒီ Figma ရဲ့ဒီအားသာချက်ကကျွန်တော်တို့ဒီဘာလဲဆိုတော့ဒီ Figma ရဲ့ဒီအားသာချက်ကပေါ့နော်အကုန်လုပ်လို့ရနော်ဆိုတော့အကုန်လုပ်လို့ရတယ်ကျွန်တော်တို့ဒီဘာမှမဆိုလုပ်လို့ရပါဘောနော်ဆိုတော့ design ဆွဲရတဲ့ပတ်သက်ပြီးတော့ tools တွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးလုပ်လို့ရပါဘောနော် okay ဆိုတော့ကျွန်တော်ဒါဆိုဒီမှာကျွန်တော်တို့ချက်ကြည့်အောင်နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်ဒီမှာ6မျိုးရှိရပါတော့1 2 3 4 5 6ရှိရပါတော့အဲ့တော့ okay ပထမဆုံးက design ကကြောက်ကျွန်တော်ခုနအဒါကြီးဆွဲလို့ရ okay နောက်က fit ကြံပါတော့ဒီ fit ကြံကကြောက်ကျွန်တော်ဘာကြီးဆွဲသလဲဆိုတော့ကျွန်တော်ဒီခုန community ရဲ့ချက်သွားကြည့်လာမယ်နော် okay ဆိုတော့ fit ကြံမှာကကြောက်ကျွန်တော်ဒီသူ့ရဲ့ဒီပုံစံလေးရပါတော့ဒီသူ့ရဲ့ဒီ icon ပုံစံလေးဒီမှာခရမ်းအောင်လေးကိုကျွန်တော်စက်ကူလေးကိုခောက်ထားတဲ့ပုံစံလေးနဲ့တူရသူကသူ့မှာပြထားတဲ့သင်္ကေတအတိုင်းပဲပေါ့နော်သူကဘာလုပ်လို့ရလဲဆိုတော့အဲ့လို sticky note လေးတွေကျွန်တော်တို့မှတ်တယ်လို့ပဲပေါ့နော်ဥပမာကျွန်တော်တခုခုလုပ်ချင်တယ်ဆိုရင် note မှတ်တယ်လို့မျိုးပဲသူ့မှာလည်းပဲအဲ့လို note မှတ်တဲ့ပုံစံမျိုးလေးသုံးလို့ရပါပေါ့နော်โอเคဆိုတော့ဘယ်လိုမျိုးလေးသုံးလဲဆိုတော့ကျွန်တော်တို့ဒီမှာကျွန်တော် project တွေဆွဲတဲ့အခါကျရင်ဒီ project ထဲမှာကျွန်တော်ဘာတွေလုပ်ကြမလဲဆိုရင် brainstorm လုပ်တယ်ပေါ့နော်ဆိုတော့မြန်မြန်ဆန်ဆန်လေးပဲကို idea လေးကိုချရေးတယ်သိတာလေးချရေးကြရပေါ့နော်အဲ့လိုမျိုးပေါ့ပါကိစ္စလေးမှာဆိုသုံးတယ်အရင် serious ဖြစ်စရာမလိုပေါ့နော်ပေါ့ပါနဲ့ဒီ idea တွေကိုဒါကျွန်တော်ဆွဲထုတ်တယ်ကျွန်တော်ကဘာသိလဲတခြားတယောက်ကဘာသိလဲသိတဲ့ဟာတွေကျွန်တော်ဒါဆွဲချလိုက်တယ်ပြီးတစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်ပြီးတော့ကျွန်တော်ဘာတွေလုပ်ကြမလဲနော်ဆိုတော့ဒီလိုမျိုးတွေမှာ project တွေလုပ်ဖို့ပြောဆိုသုံးတယ်ဒါမှမဟုတ်ကျွန်တော်ဒီဥပမာသင်ခန်းစာအကြောင်းအရာတစ်ခုပေါ့နော်ဆိုတော့ဥပမာထားပါတော့ AI အကြောင်းပဲထားပါတော့ AI အကြောင်းဆို AI နဲ့ပတ်သက်ပြီးတော့ဘယ်လို AI တွေရှိရဲเนาะဆိုတော့အဲ့လိုမျိုးကိုသိတဲ့ AI တွေချရေးပါဆိုရင်ဒါဒီ project မှာ project ပဲဖြစ်ဖြစ်ဒီသင်ခန်းစာလက်ချမှာပါဝင်နေတဲ့သူတွေကဒီဒီသင်ခန်းစာကိုပေါ့နော်ဝိုင်းပြီးတော့ကိုသိရလေးလိုက်ရှိရပြီးတစ်ခုနဲ့တစ်ခုနဲ့ချိတ်ဆက်ပြီးတော့ဘယ် AI ကတော့ဘာဖြစ်ပါလဲစသဖြင့်ဒီလိုမျိုးတွေ category ခွဲချင်တာမျိုးဆိုသုံးတယ်နော် okay ဆိုတော့နောက်တစ်ခုကကျွန်တော်ဒီမှာ slide ပေါ့နော် slide ကတော့ကျွန်တော်ခုနဒီမှာသုံးနေတဲ့ဒီဟာဆို slide ပေါ့နော် icon လေးကိုကြည့်နော် okay ဒီလင်မော်ရောင်လေးဖြစ်တဲ့အတွက်ဒီ slide လေးကိုသုံးတယ်နော် okay နောက်ကဒီ bus ပေါ့ဒီ bus ကကြာဘယ်လိုလဲဆိုတော့သူက design ဆွဲတာမျိုးဆိုသုံးတယ် design ဆွဲရဆိုရင်ဥပမာကျွန်တော်ဒီ Facebook page background ဆိုကျွန်တော်ဒီ bus ညံဆွဲထားတာပေါ့နော်ဒီ bus ညံဆွဲလို့ရတယ်သူကကျတော့ဒီဆွဲဘာနဲ့တူလဲဆိုတော့ Canva နဲ့တူ Canva မှာဆိုကျွန်တော်ဆွဲထားပြီးသားdesign တွေကိုကျွန်တော်တို့ဒီဘေးနားမှာသူများလုပ်ထားပြီးသားအစင်းသင်းလုပ်ထားရရှိတယ်ကျွန်တော်အဲ့လိုယူသုံးသလိုမျိုးပဲဒီမှာလည်းပဲဒါကြိုပြီးတော့ဆွဲထား design တွေရှိရပါတော့ဆိုတော့ဒါပေမဲ့အဲ့ design တွေနည်းနည်းလေးဘာဖြစ်လဲဆိုတော့Canva မှာလိုမျိုးပဲအဲ့လိုအစင်းသင်းသုံးလို့လွယ်လောက်တဲ့ design တွေပေါ့နော်ဆိုတော့အဲ့လိုမျိုးတွေပါတယ်ဆိုတော့နောက်တစ်ခုက site ပေါ့ site ကကြတော့ကျွန်တော်ဘယ်လိုလဲဆိုတော့ဒီကျွန်တော်တို့ရဲ့ဒီဟိုပါပေါ့နော်website တွေပေါ့နော်
ဥပမာထားပါကျွန်တော်ဒီမှာ design ဆွဲလိုက်တယ်ပြီးရင်ကျွန်တော်အဲ့ဆွဲထားတဲ့ design လေးကိုကျွန်တော် publish လုပ်ထားရဆိုရင်ဒါဒီမှာသွားပြီး publish လုပ်လို့ရပါတော့ဒီ Figma နဲ့ချိန်ထားတဲ့ဟာမျိုးပေါ့နော်နောက်တစ်ခုကကျ make ကကျတော့ AI နဲ့ချိန်ထားတာကျွန်တော်ဒီဘာနဲ့တူလဲဆိုတော့ကျွန်တော်ဒီGemini တို့ ChatGPT တို့မှာAI agent တွေသုံးပြီးတော့Casa တို့အခုနောက်ထွက်တဲ့ကျွန်တော်တို့ဒီ Google anti gravity တို့ပါဘူးပေါ့နော် anti gravity တို့ပါဘူးဆိုတော့အကောင်တွေနဲ့သဘောတရားတူတယ်ကိုဖြစ်ချင်တဲ့ prompt တွေရေးပေးလိုက်သူက design ဆွဲပေးရပါတော့ကိုက application ရေးချင်တာလားwebsite ရေးချင်တာလားဒီ prompt ရေးပေးလိုက်ရုံနဲ့ design ဆွဲပေးရသူစီကနေပြီးတော့ project ချပေးပါတော့ဆိုတော့သူစီကနေပြီးတော့ပြန်လာတဲ့ project တွေကတော့ကျွန်တော်တို့ဒီ TypeScript တို့ programming နားလည်ဆိုသူတွေဆိုရင်တော့သိလိမ့်မယ်TypeScript ဆိုရဲဒီ programming language တစ်ခုနဲ့ပြန်ချပေးရပါတော့ HTML CSS ထေဝင်ရဲ့ကျွန်တော်ဒီ TypeScript ပေါ့နော်အဲ့ဒီဟာကြီးသုံးပြီးတော့ကျွန်တော်တို့ project တွေပြန်ချပေးရပါတော့ okay ဆိုတော့ဒီကောင်တော့ကျွန်တော်ဒီ paid version မှာပဲအဆင်ပြေရပါတော့ကျွန်တော်ဒီFigma ကိုကျွန်တော်တို့ဒါဝယ်သုံးတဲ့သူတွေမှာပဲဒါအဆင်ပြေမှာပေါ့နော် okay ဆိုတော့ဒါကတော့ကျွန်တော်ဒီမှာကျွန်တော်တို့ဒီ Figma ကိုဘယ်လိုသုံးလဲပေါ့နော်ဒါကျွန်တော် intro လုပ်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီ Figma ကိုသုံးတဲ့နေရာအများများလာဖြစ်တဲ့အတွက်ကျွန်တော်တို့အကုန်လုံးတော့ကျွန်တော် overall ဒါအသိမပေးနိုင်ဘူးပေါ့နော်ဆိုတော့ဒါပေမဲ့တက်နိုင်တဲ့များတော့ကျွန်တော်ဒါပြောပြပေးပါမယ်ဆိုတော့ဒီမှာကကျွန်တော်တို့ကdesign တစ်ခုဆွဲတဲ့ကျွန်တော်ရဲ့အဆင်ပြေပြီအဓိကကျွန်တော်တို့ focus တိုင်းဘာကိုလေ့လာရုံပဲလဲဆိုတော့ဒီ design ကိုဆွဲလေ့လာရုံပဲဆိုတော့ဒီ design ဆွဲတတ်ပြီဆိုရင်ကျွန်တော်အနောက်ကဒီ figure လည်း auto သုံးတက်သွားတယ်slide တွေလည်းလုတ်တက်သွားမယ်ပြီးတော့ bus တွေကလည်းသုံးတက်သွားတယ်ဆိုတော့ဒီတစ်ခုတက်ရုံနဲ့ကျန်တဲ့ဟာကြီး automatic တက်သွားတယ်ပေါ့နော်တက်သွားဆိုတော့အကုန်လုံးကသဘောတရားဒါတွေပဲအခြေခံပြီးတော့လုပ်နေတာဖြစ်တဲ့အတွက်သိသွားတယ်အဓိကတော့လုတ်တာတော့အကုန်လုံးလုတ်တက်သွားမှာပေါ့နော်ဒါပေမဲ့တေးသေးချာချာကျွမ်းကျင်မှုအတွက်ဆိုရင်တော့ကိုယ့်ရဲ့ဒါcreative thinking တွေပါကျွန်တော်တို့ creativity နဲ့ဆိုင်တယ်ပေါ့နော်ကိုယ့်ရဲ့စဉ်းစားတွေးခေါ်နိုင်တဲ့ပုံစံနဲ့ဆိုင်တယ်ပုံမှန် tools သုံးတာတော့လူတိုင်းသုံးတတ်တယ်ဒါပေမဲ့project တစ်ခုကိုကောင်းအောင်လုပ်တတ်ဖို့ဆိုရင်ဒါလူတယောက်ရဲ့အတွေးခေါ်ဘယ်လိုစဉ်းစားလဲဘယ်နားနေပြီးဘယ်လိုစဉ်းစားလဲဆိုတာနဲ့ဆိုင်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ AI ကိုသုံးပြီးတော့ website ဖန်တီးရခြင်းအတူတူပဲဒါပေမဲ့တယောက်လည်းမတူဘူးလေနော်တယောက်ကစဉ်းစားရတဲ့မျိုးနောက်တယောက်ကစဉ်းစားရတဲ့မျိုးလေနော်ပို့ပြီးတော့စဉ်းစားတာကျွမ်းတဲ့သူကပို့ပြီးတော့ကောင်းတဲ့ result ပို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုသဘောမျိုးပါနော် okay ဆိုတော့ဒါတော့ကျွန်တော်ဒီ Figma ရဲ့အကြောင်းကိုဒါ Figma ဘယ်မှာသုံးလဲပေါ့နော်ဆိုတော့ဒါတွေကိုကျွန်တော်ပြောပြခဲ့ဖြစ်ပါတယ်နော်ကျွန်တော် Figma သုံးတာကအမျိုးအစား6ခုရှိတယ်category 6ခုကိုကျွန်တော်တို့ခွဲလို့ရပါတယ်နော် okay ဆိုတော့ဒီသင်ခန်းစာကိုဒီလောက်ပါပဲကျွန်တော်ဒီသင်ခန်းစာမှာဒါ Figma ဘယ်လိုသုံးလဲဆိုတာကိုရှင်းပြခဲ့တာဖြစ်ပါတယ်